Hello မင်္ဂလာပါဒီတစ်ခါမှာတော့ကိုကိုတရားရောက်က thank you ကျေးဇူးတင်ပါတယ်လို့ပြောတဲ့အခါမှာကိုကရပါတယ်မလိုပါဘူးလို့ဘယ်လိုပြန်ပြောမလဲဆိုတာကိုလေ့လာကြည့်မှာဖြစ်ပါတယ်ဆိုတော့ let's go ပထမဆုံးတစ်ခုအနေနဲ့ကတော့ my pleasure ကိုညီရလို့ဝမ်းသာပါတယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့တယောက်ကကို thank you လို့ပြောလာခင်ကိုက my pleasure လို့ပြောလို့ရပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ no problem ကိစ္စမရှိပါဘူးလို့ပြောတာဖြစ်ပါတယ် no problem တတိယတစ်ခုအနေနဲ့ကတော့ don't mention it ပြောစရာမလိုပါဘူးပြောဖို့မလိုပါဘူးကျေးဇူးတင်စကားပြောစရာမလိုပါဘူးလို့ပြောတာဖြစ်ပါတယ် don't mention it နောက်တစ်ခုအနေနဲ့ကတော့ it was nothing မလိုပါဘူးရပါတယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ anytime အချိန်မရွေးပဲကူညီပါမယ်လို့ပြောတာဖြစ်ပါတယ်အချိန်မရွေးပဲပေါ့နော်ပြောချင်တာကို thank you လို့ပြောလာခင် anytime မင်းတို့ငါမြင်ကူညီမှာပါလို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ glad to help ကိုညီရလို့ဝမ်းသာပါတယ်လို့ပြောတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီနေ့မှာတော့ကိုကိုတရားရောက်က thank you လို့ပြောတဲ့အခါမှာဘယ်လိုပြန်ပြောရမလဲဆိုတော့ my pleasure it was nothing don't mention it no problems anytime glad to help စတဲ့ဟာလေးတွေပြန်ပြောလို့ရတာဖြစ်ပါတယ်ဆိုတော့ bye bye everyone see you next video